သုံးမတို့မှာအပြစ်မရှိဆိုတော့ဒီစာအုပ်မှာဘာတွေပါတယ်လဲဖတ်ကြားပြပါမယ်စာမျက်နှာကကြီးဘောဓဘာသာဝင်တိုင်းတေးရေးရှင်ရေးထက်အရေးကြီးသောအေယာမလုပ်ငန်းကြီးလောက၌ပွင့်လင်းမှသာတင့်တယ်သောအရာသုံးမျိုးရှိသည်ဟုအင်္ဂုတ္တပါဠိတော်ပထမအုပ်စာမျက်နှာ286မှာမြတ်စွာဘုရားဟောတော်မူ၏သုံးမျိုးမှာအောက်ပါအတိုင်းဖြစ်သည်၁လာဝင်သည်ပွင့်လင်းမှသာတင့်တယ်သည်ဖုံးကွယ်တော်မတင့်တယ်၂နေဝင်းသည်ပွင့်လင်းမှသာတင့်တယ်သည်ဖုံးကွယ်တော်မတင့်တယ်၃မြတ်စွာဘုရားဟောတော်မူတဲ့ပိဋကသုံးပုံတရားတော်သည်ပွင့်လင်းမှသာတင့်တယ်သည်ဖုံးကွယ်တော်မတင့်တယ်ဩဗုဒ္ဓဘာသာဝင်ရရှင်လူသူတော်ကောင်းအပေါင်းတို့ယခုဗုဒ္ဓဘာသာနှင့်2500ကျော်သည့်အချိန်လာဝင်နှင့်နေဝင်ကတင့်တယ်နေပါသည်မြတ်ဗုဒ္ဓ၏ပိဋကသုံးပုံကအာရမဝါဒများဖြင့်ဖုံးကွယ်နေပါသည်လာဝင်နှင့်နေဝင်ဖုံးကွယ်သွားပါသေးတော့ဝမ်းနည်းဝယ်မကောင်းပါပိဋကသုံးပုံဖုံးကွယ်နေသည့်အတွက်အလွင်ဝမ်းနည်းဝယ်ကောင်း၏ပိဋကသုံးပုံနှင့်ဗုဒ္ဓဘာသာနှင့်ပိဋကသုံးပုံဆိုတာတသားတည်းနေရမှာပါပိဋကသုံးပုံပြောက်လျင်ဗုဒ္ဓဘာသာကွယ်ပြီးဗုဒ္ဓဘာသာကွယ်လျင်ပိဋကသုံးပုံပြောက်ပြီးဒါကြောင့်ပိဋကသုံးပုံမပြောက်ဖို့အရေးသေရေးရှင်ရေးထက်ပင်အရေးကြီးဗုဒ္ဓဘာသာဝင်ရရှင်လူတို့အထူးတတိထားရမည်ဘုရားလက်ထက်တော်ကကောသံမြေယဟန်1000မညီမညွတ်ဖြစ်သည်ဖြင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ပါဠိလျက်ကတော်တဲ့တပါးတဲ့ထွက်ပြေးတော်မူရသည်ဘဝကကောသံမြေတကားတကမတို့ကဖျားဖုခွင့်မရသည်ဖြင့်ကောသံမြေယဟန်1000တို့အားဆန္ဒပြကြသည်ယဟန်1000တို့အားနေရာမပေးဆွမ်းမလောက်နိုင်ခရီးဥကျော်မှုမပြုတကားများသပိတ်မောက်ဆန္ဒပြသည်ဖြင့်ကောသံမြေယဟန်1000အမြင်မှရအချင်းချင်းညီညွတ်သွားကြသည်ထိုအခါတကားများကသပိတ်လှန်ခဲ့ကြသည်ပိဋကကွယ်တာဟာဖျားမရှိတော့ဘူးတဲ့မြန်မာနိုင်ငံမှာပိဋကသုံးပုံကွယ်တော့မယ်တနိုင်ငံလုံးရှင်ရဟန်းသံဃာ9သိန်းရှိအစိုးရပါဠိပထမယစာမေးပွဲနဲ့ဓမ္မစရိယစာမေးပွဲတွင်သံဝဲပြေ9000မဖြေ6သိန်းဒီလောက်ရှိတာထောက်ပြီးစာချစာသင်အားလုံးပေါင်းမှာ3သိန်းတော့ပရိယတ်တိသံဃာ3သိန်းရှိတယ်ကြာချုပ်6သိန်းတန်တန်မှာပိဋကသုံးပုံကွယ်နေပြီးဒုက္ခတိပฏิပတ်တိအကျမ်းမာတွေကျင့်တဲ့ဖြင့်